စာဖတ်ပါကဘာပတ်ဆရာမလို့စာဖတ်ရုံနဲ့အကုန်သိနိုင်တယ်ပညာတတ်ပြီးစာမဖတ်ရင်သင်ထားတဲ့ပညာဟာအလကားပါပဲစာဖတ်ခြင်းသည်ဘဝတစ်ခုလုံးကိုပြောင်းလဲစေနိုင်သည်စာဖတ်ခြင်းဖြင့်အကောင်းအဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားနိုင်သည်စာဖတ်ခြင်းသည်ဘဟုတုတရတဲ့ကဲ့သို့လူစိတ်ကိုလည်းပြောင်းလဲနိုင်သည်စာအုပ်စာပေလူမိတ်ဆွေတဲ့မိတ်ဆွေကောင်းတဲ့အသိပညာတွေပေးနိုင်တာစာဖတ်ခြင်းပါတုတစာပေယတစာပေကြပြဟာတစတဲ့စာပေအလုံးသည်ကဏ္ဍတစ်ခုချင်းစီတွင်စာဖတ်သူအလုံးကိုအကျိုးပြုပါသည်ထို့ကြောင့်စာများများဖတ်ပါစာဖတ်ခြင်းသည်ဉာဏ်အလင်းကိုရစေပါသည်ထမင်းမစားလျင်တရက်ပံငတ်ပါမည်စာမဖတ်လျင်တော့တစ်သက်လုံးငတ်လိမ့်မည်